ဒါလေးကတော့ကျွန်တော်တို့သင်တန်းသားလေးခုပြေးထွက်လာတာကကာလို့ခေါ်ပါဗျကကာနဲ့ကီကီဆိုတဲ့ညီကိုနှစ်ယောက်ပေါ့နော်သူတို့ကလူစင်းကိုလည်းကြိုက်တယ်တခင်ကိုလည်းပြန်ကြိုက်တယ်ပေါ့နော်လူစင်းလည်းလက်မခံဘူးတခင်ပြောတဲ့နားမထောင်တခင်လည်းပြန်ကြိုက်တဲ့ကလေးပေါ့နော်ဒါသူတို့လေးကျွန်တော်စတင်သွားရောက်ခေါ်ဆောင်တဲ့နေရပေါ့နော်သူ့ကိုကျွန်တော်ခိုင်လို့မရခေါ်လို့မရပေါ့နော်အတင်းချက်ပေါ်ခဲ့ရတဲ့ကလေးပေါ့နော်အခုဆိုကျွန်တော်စီရောက်တာကသူပြောင်းသူရဲ့ရောက်တဲ့ရက်ကအခုဒီနေ့နဲ့ဆို3ရက်မြောက်ပေါ့နော်3ရက်မြောက်မှာကလေးတွေရဲ့ဟိုမန်တယ်လေးတွေပြောင်းလဲလာမှုလေးတွေကျွန်တော် before and after လေးပြပေးရပါတော့ဒါပေမဲ့အရန်ကြီးတော့ပိုင်နိုင်မှုတွေဟိုပြောင်းလဲမန်တယ်လေးတော့ပြောင်းလဲလာပေမဲ့အရန်အမိန်အနေနဲ့ပတ်သက်ပြီးတော့နာခံမှုကတော့ဖြစ်မရှိသေးပါဘူးဘာဖြစ်လဲဆိုအချိန်ကာလကလည်း3ရက်ပဲရှိပါသေးတယ်ဗျနော်ဒါပေမဲ့အခုကဒီကလေးတွေနဲ့ information နဲ့ပတ်သက်ပြီးတော့သိကျင်နေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒါတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျနော်ဒါဆိုခုသူ့ကိုကောက်ကျွန်တော်စခေါ်တဲ့အချိန်အနေထားလေးပေါ့နော်သူ့ကျွန်တော်မှာအတင်းကျိုးစွတ်မိပါတယ်ကျိုးစွတ်မိကြတော့မှဟိုမှာဒီအတင်းရုံးကန်ဆွဲရနေတာပေါ့နော်ဒါလေးကကျတော့သူ့ရဲ့ညီလေးကီပေါ့နော်အဲ့လိုပဲရုံးဆွဲဒါကတော့ခုကကာလေးက3ရက်မြောက်တဲ့နေ့မှာကျွန်တော်ရဲ့တပည့်လေးချီရအောင်မှချီလို့ရနေပြီပေါ့နော်ပုံစံလေးပြောင်းလာအဲ့လိုလေးပွေးချီလို့ရလာတယ်ဒါလေးကတော့အခုဒါကီလေးပေါ့နော်ကီလေးကဆိုရင်ကကာထပ်ပို့ပြီးတော့ပြောင်းလဲမှုမြန်းတယ်အရန်နဲ့ချွဲတယ်အဲ့မှာကျွန်တော်ခုံပြီးတက်ချွဲတော့မယ်နော်အဓိကတော့ဟိုလေကလေးတို့ရိုက်ပြီးပြောင်းလဲရလားဆိုတာကျွန်တော်တို့ဒီမှာကလူတွေကအများသောအဖြစ်ကမန်တယ်တွေကဝင်နေတဲ့ site ကိုတွေကအကြောက်တရားကြီးတွေဝင်နေကြရဗျာနော်ဟိုကြောက်အောင်လုံးမကြောက်တက်တယ်ဆိုတော့ရိုက်မှကြောက်တက်တယ်ဆိုတော့ site ကိုကြီးတွေဝင်နေကြရဗျာနော်အရာတိုင်းမှာအထင်နဲ့သုံးဖြတ်လို့မရဘူးပေါ့နော်မေတ္တာတရားဆိုတော့လည်းအလကားဖြစ်ပေါ်လာတဲ့အရာမဟုတ်ပါဘူးဗျာနော်အခုဒါဆိုကီလေးက3ရက်မြောက်မှာကျွန်တော်ငချွဲလုပ်လိုက်ဗျာနော်ဟုတ်ကဲ့ဆက်လက်ပြီးတော့လဲသူတို့ရဲ့ပြောင်းလဲမှုလေးတွေကိုကျွန်တော်တင်ပြပေးသွားပါအောင်ပဲဗျာနော်အားလုံးကျေးဇူးတင်ပါတယ်နားလေးစီးလို့ပြန်စီးဆင်းစီးရှေ့ဒီအတက်ဝင်လာပြီဟုတ်အဲ့ဘုံကောင်ဘာလို့ကြာအဲ့ကောင်ကကာနဲ့မဆန်ဘောက်ခွဲမလို့ကကာပြန်တက်နေထပ်ပြီးသွားမှာဒါဆက်